မင်္ဂလာပါပရိသတ်ကြီးရေလောကကြီးမှာလူတိုင်းတန်ရောစင်ကျိုးတွေနဲ့မွေးဖွားလာကြတယ်ဆိုတာအမှန်ပါပဲဒါပေမဲ့အဲ့ဒီတန်ရောစင်ကျိုးကမိတ်ဆွေတို့ကောင်းရံဘုံဘွားစီကိုဆွဲနေပါမလားဒါမှမဟုတ်ဥပါဒံကျိုးဖြစ်ပြီးတော့မိတ်ဆွေတို့ရဲ့ဝိညာဉ်ဆွဲချချုံနှောင်ထားမလားဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့လူသားရဲ့လောဘဆန္ဒနဲ့တာဝန်ဝတ္တရားဆိုတာတန်ရုံးစင်ကိုစော့ပယ်နိုင်စွမ်းမရှိလို့တိတ်ပြီးရဲ့နောက်မှာတော့မကြုံမလို့ပဲကြံနေခဲ့ရတဲ့သူနာပြုတ်စီယာမလေးမနန္ဒာရဲ့ဖြစ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်ဗျသူမရဲ့တန်ရုံးစင်ကျူဟာယနေ့ချိန်ဒီဆေးရုံရဲ့စင်ကြံလမ်းမတွေပေါ်မှာလဲပြီးတန်တဲ့အတူတူရောတိုက်လိုက်ပါနေသေးပါပဲဒါဆိုရင်တော့ကျွန်တော်တို့မနန္ဒာရဲ့ဖြစ်ကြောင်းကိုယ်နားထောင်လိုက်ရအောင်ဗျာအဲ့ဒီဇာတ်လမ်းလေးကိုနားထောင်လို့မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ဗျာကျွန်တော်တက္ကသိုလ်ကနေဘွဲရတာမကြသေးပါဘူးမနေ့ကနေညထိအလုံးရှာနေပြီမဲ့လုံးဝအဆင်မပြေပါဘူးဗျအဲ့ဒီချိန်မှာပဲကျွန်တော်ရဲ့တာဥအိမ်သွေးအားနဲ့ရောင်းအောင်စစ်စစ်တွေ့ရှိခဲ့ရပြီးတော့မှတာဥအိမ်နှလုံးကိုခွဲစိတ်ဖယ်ရှားဖို့လိုအပ်နေပါတယ်ကျွန်တော်ရဲ့အကိုဝမ်းခွဲတော်ရဲ့သားကအတော်ဆေးရွာနေဆင်းပြီးအနားယူခွဲယူတဲ့အချိန်ထိဆေးရုံမှာစောက်ရှောက်ဖို့ကျွန်တော်ကိုပူညီတောင်းပါတယ်ခီးစိတ်လောက်ပဲရနေတဲ့အလုပ်မျိုးစုံလုပ်နေတဲ့ကျွန်တော်ဟာကုမ္ပဏီမျိုးမျိုးနဲ့အလုပ်အတံမျိုးတွေဝင်ပြီးတဲ့နောက်မှာအဲ့ဒီကန်လန်းချက်ကိုနှခါမစင်းစားပဲနဲ့လက်ခံလိုက်ပါတယ်ကိုယ်ပိုင်ပစ္စည်းတွေကိုချစ်ချင်းထုတ်ပိုးပြီးကြောဖို့အိတ်ထဲကိုထက်ကခွဲစိတ်မှုမတိုင်ခင်စစ်ဆေးရဲ့နေရာစပြီးတော့တော်နဲ့အတူဆေးရုံမှာနေဖို့ကျွန်တော်ကိုဝမ်းဝဲအစားကျွန်တော်သွားလိုက်ပါတယ်ကိုကြီးကနိုင်ငံခြားမှာအလုပ်လုပ်နေရကြောင်းခွဲစိတ်ချင်းကြီးပြန်လာဖို့မဖြစ်နိုင်ပါဘူးဒါပေမဲ့သူကအတော်အတွက် VIP အထူးခန့်ကိုစီစဉ်ပေးထားပါတယ်ဗျဒါမှအခန်းတွေရဲ့ဆွေးညံတန်တွေကြားမှာစိတ်နှောက်ယှက်မရှိဘဲနဲ့အနားယူနိုင်မှာဖြစ်ပါတယ်ဂျော်ကိုတိုင်းကလည်းအခန်းထဲမှာတက်တောက်တက်တာနေပြီးညဘက်တွေမှာအတော်ကိုစောင့်ကြည့်နိုင်တာပေါ့ဗျဒေါ်နဲ့အတူပထမဆုံးညမှာဒေါ်ကဆေးရှိန်ကြောင်းအိပ်ပျော်နေခဲ့ပြီမဲ့ဂျော်ကတော့ဘာကြောင့်မှမသိစိတ်မသက်မသာဖြစ်နေပြီးတော့မျက်လုံးအဝိုင်းသားနဲ့အိမ်မပျော်ဖြစ်ခဲ့ပါတယ်အမျိုးမျိုးစူးစမ်းကြည့်နေမယ်မရခဲ့ပါဘူးဒါနဲ့ VIP အဆောင်ကနေပြီးတော့ထွက်လာပြီးအဆောက်အဦရဲ့အဆောင်ဒီရှီလီရတဲ့အဖြစ်အောင်ဇင်းကြံလန်းရှောင်းကိုရှောက်သွားခဲ့ပါတယ်ဇင်းကြံလန်းဆောင်ကိုခွဲစိတ်ခန်းဝန်းရဲ့တူနာပြုတ်မှုကောင်တာရှေ့ရဒဏ္ဍင်္ဂနာမှာရန်နေမိပါတယ်အောက်ထပ်ဆင်းဖို့ရှောက်သွားရမလားဒါမှမဟုတ်ခန်းထဲပြန်အိပ်ရမလားဆိုတာမဆုံးဖြတ်နိုင်ဘူးဖြစ်နေတုန်းပါပဲရုတ်တရက်ကျွန်တော်ကနောက်ကနေအတန်ချိုချိုလေးနဲ့မိမတယောက်ရဲ့အတန်ကိုကျွန်တော်ကြားလိုက်ရပါတယ်ဘာများကူညီပေးရမလဲရှင်သူမကောင်တာနောက်ကနေပြီးတော့ကျွန်တော်ချစ်စပွဲပြုံးပြနေတဲ့အဖြူရောင်ဝတ်စုံနဲ့တူနာပြုတ်ဆီယာမလေးပါပဲအိုးမဟုတ်ပါဘူးကျွန်တော်အိမ်မပျော်လို့အပြင်ထွက်လမ်းလျှောက်တာပါဗျကျွန်တော်ညနေအပြင်ထွက်ပြီးလို့နည်းနည်းတော့အာနာတလို့ခံစားနေရပါတယ်ကျွန်တော်ရဲ့ခြေတန်းကြောင့်တယောက်ယောက်ကအေးရေးပြစ်သွားမလားလို့တော့တွေးနေမိပါတယ်ဗျသူမရဲ့အနောက်မှာအလုံးလုံးနေတဲ့သူမရှိတာကိုမြင်တော့ကျွန်တော်ကဆီယာမလေးတယောက်တည်းတာဝေါ်ကြနေရလားဗျသူမခေါင်းကလိုက်ပါတယ်မဟုတ်ပါဘူးရှင်တခြားသူနာပြုဆီယာမတွေကအိတ်တာခဏသွားကြတယ်လူနာခန်းထဲကိုပြန်ကြမလားဒီနားမှာရေခဲတက်တာတဲ့အစားအစာတွေရှိရလေကျွန်တော်လမ်းလျှောက်ထွက်မယ်လို့ပြောမလို့မှာပဲရှိသေးတယ်သူမနာဆေးကုသရေးပစ္စည်းတွေအပြည့်ပါတယ်လဲကိုတတိထားမိလိုက်ပါတယ်ဘာတွေပါမှန်းမသိပေမဲ့သွေးမောင်ချိန်တိုင်းနဲ့ဆက်ပါတယ်တက်တာကျွန်တော်မြင်လိုက်ရပါတယ်သူမဘာလို့ဆိုလိုလာလဲဆိုတော့နားလည်သွားပြီးတော့သူမအကြံပေးတယ်လို့ပဲခန်းထဲပြန်သွားဖို့အမြန်ပြောဆိုလိုက်ပါတယ်မကြခင်မှာပဲအဲ့ဒီလဲပြီးတန်ဟာကျွန်တော်ရဲ့အခန်းတကာရှိမှရက်လိုက်တာကိုကျွန်တော်ကြားလိုက်ရပါတယ်စောစောကကျွန်တော်နဲ့စကားပြောနေတဲ့သူနာမြစ်ဆီယာမလေးဝင်လာခဲ့ပါတယ်ကျွန်တော်ချစ်ချင်းဆိုလို့ထားလိုက်ပြီးတော့အခန့်လိုက်ပါတယ်သူမသူ့တာဝေါ်ကြတဲ့တရားတွေတိုင်းနေသွေးမောင်ကြီးတိုင်းနေတယ်မှာပဲကျွန်တော်တို့နေအောင်အတော်ရဲ့ယောဂအကြောင်းတော်တော်ကြာကြာစကားပြောဖြစ်ကြပါတယ်စကားပြောကြည့်တော့သူမဟာစိတ်ထားကောင်းပြီးချစ်စရာကောင်းတဲ့သူနာပြုတ်မလေးဆိုတာကျွန်တော်တို့သိလိုက်ရပါတယ်ဒါကြောင့်ကျွန်တော်သူမတာဝေါ်ကြချိန်စောင်းမြော်နေမိတာအံ့ဩစရာမဟုတ်ပါဘူးကျွန်တော်တို့နေ့တိုင်းအချိန်တူတူတွေ့ဆုံကြပါတယ်သူမကိုမြင်တိုင်းကြောက်တယ်ပဲမြင်နေရလေပစ္စမနေရောက်တော့ကျွန်တော်ရဲ့ဝမ်းခွဲအကိုကြီးအတော်ကိုလာကြည့်တဲ့အချိန်မှာအတော်ရဲ့ကျမ်းမာရေးချိန်တွေကစတင်ကောင်းမွန်လာပါပြီကျွန်တော်လည်းကိုယ်တိုင်လမ်းလျှောက်ထွက်ကြည့်ပြီးတပတ်နေပါလားအောက်ထပ်ဆိုင်ထဲမပိုတဲ့နေရာကိုမရောက်ခဲ့တာကြောင့်ဆေးရုံပတ်ဝန်းကျင်ကိုလက်ပံကြည့်ရှုခဲ့ပါတယ်မကြခင်မှာပဲဆေးရုံကန်တင်ကနေလာတဲ့အစားတောက်နှက်တွေကြောင့်ဘိုက်ကဆာလာပါတယ်ရေခဲတက်တာထဲကအစားတောက်တွေကစားများလောပြီးတော့စပင်ကြွတ်တက်တယ်လို့တွေးမိတာကြောင့်ကန်တင်ထဲကိုဝင်ပြီးတော့တခုခုရှာစားဖို့ဆုံးဖြတ်လိုက်ပါတယ်ကန်တင်ထဲကအစားတောက်တွေကချိုးချင်းလက်ဆက်
တက်ရှင်းပြီးတော့စားချင်စပွဲကောင်းလာပါတယ်ဘေးကစပွဲပေါ်မှာထိုင်နေတဲ့ဈေးသက်တွေရဲ့စကားတန်တွေတောင်ကျွန်တော်နားထဲဝင်လာခဲ့ပါတယ်သူတို့ပြောနေကြတာဘယ်သူမှနားထောင်ခြင်းမဟုတ်တဲ့ဆေးရွာတရေဇန်နန်းတွေပါပဲအထူးသဖြင့်ကျွန်တော်လိုတရေကိုကြောက်လို့တခါတရေတဲ့ကောင်လေးထဲမှာရင်ထုံးနေတာကိုမြင်ပြီးအေကိုပြေးပြန်ခဲ့ရဖို့သူမျိုးအတွက်ပေါ့ဒါပေမဲ့ဒေတာကတယောက်ကအဲ့ဒီကြောင်စောက်ပြောပြလာတော့ကျွန်တော်မတိမတန်နဲ့နားထောင်နေမိပါတယ်တကယ်ကိုကြောက်စရာလေးရဲ့ညဘက်တွေဆိုရင်လေကားခောက်တန်းနဲ့အဆောင်တစ်ခုလုံးရဲ့လူနာတွေကိုလာခေါ်တယ်လို့ပြောကြတယ်လူနာတွေအားလုံးကကြောက်နေကြတာအဆောင်တစ်ခုလုံးကြီးပါလူမရှိတယ်လို့တိတ်ဆိတ်နေတာပဲနော်အဲ့ဒီစကားတန်ကိုကြားလိုက်တော့ကျွန်တော်ရက်သက်သွားပါတယ်ဇောကိုချပြီးတော့စကားဝိုင်းနဲ့ဝင်ပြောဖို့မေးလိုက်ပါတယ်ဒီမှာအမကျွန်တော်စကားနည်းနည်းလောက်မေးချင်လို့ပါဗျလက်မေးရအဆောင်ကခွဲစိတ်ခံကိုပြောနေတာလားဗျကျွန်တော်မေးလိုက်တော့သူတို့ကကျွန်တော်ကိုထူဆန်းတယ်လို့နဲ့ကြီးနေကြပါတယ်အိုးဒီဆောင်လားဆေးရုံတစ်ခုလုံးမှာခွဲစိတ်ခန်းအဆောက်စုလို့အဲ့ဒါပဲရှိတာပေါ့ကျွန်တော်တို့ပြောတာနားထောင်ကြလို့လားဟုတ်ကဲ့ကျွန်တော်တော်လဲခွဲစိတ်ပြီးတော့အဲ့ဒီဆောင်မှာပဲနေတာလေဘာတွေပြောနေကြလဲဆိုတာကျွန်တော်ပြောပြပါဦးကျွန်တော်ရဲ့စူဇန်လိုစိတ်ကိုမဟုတ်ကွယ်နိုင်တော့ပါဘူးသူတို့ပြောနေတာကျွန်တော်အလောကြောက်တဲ့တရေအကြောင်းမဟုတ်ပါစေနဲ့လို့ကျွန်တော်ရဲ့စိတ်ထဲကနေဆူတောင်းနေမိပါတယ်မဟုတ်ရင်တော့ပတ်စံပိုးရရင်တော့ဒီလိုအရာတွေနဲ့ချောင်းလက်ခံရမှာကျွန်တော်မခံနိုင်ပါဘူးမကောင်းပါဘူးကွယ်ဈေးတယ်ဟာမပြောချင်တယ်လို့နဲ့တောဆုတ်သွားပါတယ်ကျွန်တော်ရဲ့ဆွေမျိုးတွေပြန်ကောင်းနေပြီဆိုတော့တီတော့မှပြောလိုက်ရင်မင်းဘာလို့ရမှာလဲကျေးဇူးပြုပြီးတော့ပြောပြပေးပါဦးကျွန်တော်တကယ်သိချင်တာပါဒါမှကျွန်တော်ဘာလို့ရမလဲဆိုတာကိုသိမှာအိုးမင်းဘာမှလုံးဆရာမလိုပါဘူးမင်းသားအဲ့ဒီမှာဆွေမျိုးတွေဆော့ဆော့ပြီးတော့နေမယ်ဆိုရင်ညနေမှတကားလာခေါင်းရင်မထူးနဲ့အကောင်ကြော်ပြီးရဲ့နောက်မှာစစ်ကြံလမ်းမှာလဲတောနေတဲ့တူနာပြူတွေကိုမနှုတ်ဆက်နဲ့တဲ့မရဲ့စကားတွေဟာကျွန်တော်အံ့အားတက်သွားပါတယ်တူနာပြူတွေဟုတ်လားတူနာပြူတွေကကလေးတွေကိုဖျားတိုင်းတွေးပေါင်ချိန်ပေးတာကိုဘာဖြစ်လို့သူတို့ကိုနှုတ်ဆက်ခွင့်မပြုရတာလဲဗျမင်းကတကယ်ကိုမိကောတွေအများကြီးမေးတာပဲကွာလေးတယ်မှာမကြည်မနှံ့ဖြစ်သွားပြီမဲ့လေနောက်ဆုံးမှာတော့အေးဆေးသွားပြီးတော့ကျွန်တော်တို့တောင်းဆိုတဲ့အတိုင်းပြောဆိုပါတယ်ပြီးခဲ့တဲ့အပတ်ကဒီဆေးရုံကတူနာပြူဆရာမလေးတယောက်အိမ်ပြန်လမ်းမှာဓမြတိုက်ခံရပြီးတော့အတန်းခတ်လိုက်ရတာလေသူမပစ္စည်းတွေမပေးပဲကိုကြီးတွေတောင်းတော့ဓမြတွေကဓာတ်နဲ့ထိုးတက်လိုက်ကြပါတယ်ဆရာဝေါ်တွေတူနာပြူတွေဟာအဲ့ဒီအတုပါကိုကားနဲ့သွားတော့ငါမြင်ဘူးတဲ့သူမရှင်းပြတဲ့အခါမှာကျွန်တော်ထိုင်ရန်ကနေမလုံရှာနိုင်တော့ခံစားလိုက်ရပါတယ်ဆေးရွာဖျားကြောင်းကတ်နေလည်းမဝေးဘူးကျွန်တော်တော်နေတဲ့အဆောင်ကရုပ်ကလပ်ပြားတိုင်းနဲ့လည်းဝေးတယ်ဆိုတော့တရေတဲ့ကောင်မှမြင်ရတာမှမဟုတ်ဘူးလို့ကျွန်တော်ထင်ခဲ့ပါတယ်ဒါပေမဲ့ဖြစ်ခဲ့တာသူနာပြုဆရာမလေးကတက်ခံရပြီးချားနေရမှာမိတိကြိုပြီးသားဆိုတော့ဆေးရုံနဲ့မဆိုင်တော့ဘူးပေါ့ဒါဆိုဘာဖြစ်လို့တကောင်ကြော်ပြီးရဲ့နောက်မှာအဲ့ဒီဆောင်ကသူနာပြုတွေကိုနှုတ်ဆက်ခွင့်မပြုတာလဲဗျအေးမင်းကဘာမှမသိသေးဘူးကွယ်မနဲ့တာတေးသွားပြီမဲ့လေသူမကိုသူမတေးသွားမှမသိသေးဘူးဒါကြောင့်သူမရဲ့ဝိညာဉ်ကညာဘက်တာဝေါ်ကြပြီးတော့ညတိုင်းလူနာတွေလာဆက်စင်းနေတာအရင်ကလူနာတွေဆရာဝန်တွေတူနာပြူတွေအားလုံးကြောက်နေကြတာလူနာတွေထွက်ပြေးနေကြလို့ဆောင်ကနေ့တိုင်းကိုတိတ်ဆိတ်လာပါတယ်ညဘက်မှာခွဲစိတ်ခံဝန်းတဲ့ဘသူမှမဝင်ရဲကြတော့ဘူးပေါ့ခေါင်းမာတဲ့တူနာပြူတွေတော့မှအုပ်စုလိုက်နေပါထွက်ပြေးကုန်ကြတာလေတကယ်လားကျွန်တော်ဝင်လာတဲ့ညလေညဘက်တိုင်းတူနာပြူဆရာမလေးတယောက်တာဝေါ်ကြနေတော့ကျွန်တော်မြင်လိုက်တယ်ကျွန်တော်ကြိုက်နေတဲ့တူနာပြဆရာမလေးအကြောင်းပြောပြလိုက်တော့ထမင်းစောနဲ့ထမင်းခန့်နေတဲ့ဈေးတယ်မှာရုတ်တရက်ဇောချလိုက်ပြီးထမင်းတွေဇပွဲပေါ်ဖိတ်ဆင်သွားပါတယ်မင်းတေချာလားကွာငါပြောတာနေမမိနေမလားမင်းတော့ဒုက္ခရောက်တော့မယ်ကျွန်တော်ရှုပ်ထွေးသွားပြီးတော့ဈေးတယ်မှာဘာပြောမှန်းလဲမသိတော့ပါဘူးမင်းကတရေမနန္ဒာရဲ့လက်စားခံရမိသားလေမင်းကမင်းမသိသေးဘူးမင်းတွေ့တဲ့တူနာပြမလည်းသူတို့ပြောနေတာနဲ့တူတူပဲကွာမင်းကအဲ့ဒီလိုစကားပြောတယ်ဆိုတာတတိထားမဟုတ်ရင်သူမနဲ့အတူတူရှိဖို့မင်းကိုခေါ်သွားလိမ့်မယ်ကွာတယောက်ယောက်ကအဲ့လိုပြောလိုက်တော့ကျွန်တော်ဒီကိုယ်လုံးထုံသွားပါတယ်အဆောင်စီကိုပုံမှန်တိုင်းပြန်ရှောင်မသွားနိုင်တော့ဘူးတတိပြန်ရဖို့အချိန်တော်တော်ကြာသွားပြီးရဲ့နောက်မှာအခြားထောက်ထားတွေကိုရှာဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါဒါကြောင့်သူမရဲ့ပုံနဲ့နောက်မြင်ပါတဲ့ဝတ်ထမ်းပုတ်စီကိုအမြန်သွားပြီးတော့ကျွန်တော်ညတိုင်းမြင်နေရတဲ့တူနာပြည့်ရဲ့ရင်ဝင်ဘဝကနေနာမည်တစ်စိတ်ကိုစစ်ဆေးကြည့်ပါတယ်ဒါပေမဲ့မတွေ့ခဲ့ပါဘူးကျွန်တော်ကမန်တကားကိုခောက်ပြီးအတွင်းမှာလုံးလုံးနေတဲ့တူနာဖြူမအောင်မေးမယ်ဆိုပေမဲ့ကျွန်တော်နေ့စဉ်ညတိုင်းတွေ့နေရတဲ့သူမရဲ့အမြင်ကိုမပြောပြလိုက်သေးခင်ပါပဲတူနာဖြူမမနဲ့နာကြောင့်ထပ်မမေးပါနဲ့တော့တော်ပါတော့ကျွန်တော်အော်ဟင်းလိုက်လို့အနီးနားမှာအလုံးလုံးနေတဲ့တူနာဖြူမိုးကြီးပြေးလာပြီးတော့ကြည့်လိုက်ရပါတယ်
တဲကမနန္ဒာကြောင့်ထပ်မင်းနေပြန်ပြီဒီလိုနေ့တိုင်းဆိုရင်တော့ကျမတော့ယူသွားတော့မယ်ဒီလိုမီးရည်နဲ့ပြောလိုက်တဲ့စကားတွေကြောင့်ကျွန်တော်ရှာနေတဲ့အရာသူမကိုကြောက်သွားစေတယ်ဆိုတာကိုပြသနေပါတယ်သူနာပြုတ်မူကြီးကလည်းသူမကိုအနားယူပြီးစစ်သက်သာရအောင်တွန်းခိုင်းကကျွန်တော်စီကိုပြန်လာပြီးတော့စကားပြောပါတယ်ရှင်က914အခန်းကလူနာရဲ့ဆွေမျိုးလားဘာဖြစ်လို့မနန္ဒာကြောင့်မင်းနေရလဲဟုတ်လေဆီယမကြီးကျွန်တော်မင်းညကလေညနေပိုင်းတာဝန်မှာသူမကိုတွေးခဲ့တယ်ရှင်မင်းနေတဲ့သူနာပြီးဆီယမဒီမှာမရှိတော့ဘူးကျေးဇူးပြုပြီးတော့ပြန်လှုပ်လို့ပါသူနာပြုတ်မူကြီးကလည်းမျက်နှာဖြူရော်ပြီးတော့ကြားဖြတ်ပြောလိုက်ပါတယ်သူမဟာရင်ကျေးတဲ့စကားလုံးတွေသုံးမိမယ်လေမရေရာတဲ့ရုတ်တရက်ပြောလိုက်တဲ့စကားပြောဆိုမှုဟာကန်တင်ထဲကဈေးသက်မတွေရဲ့စကားဟာမန်နေတယ်ဆိုတာကိုကျွန်တော်စိုးရိမ်သွားပါတယ်မော်လဲပဲတစ်ဆောက်လုံးကျွန်တော်ဟာအိမ်ပြန်မှုအကြောင်းပြချက်မျိုးမျိုးရှာပြီးတော့ပြောင်းရွှေ့ခွဲကိုတောင်းခဲ့ပါတယ်ကျွန်တော်တို့သဘောတူထားတဲ့အတိုင်းကျွန်တော်ဟာမျက်နှာကြေကိုကြည့်ပြီးအိတ်နေခဲ့ပြီးမြကျွန်တော်ရဲ့ဝမ်းခွဲကိုကြီးဟာဆက်နေပေးဖို့တောင်းပန်နေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်မလုံးမြောက်နိုင်ခဲ့ပါဘူးကျွန်တော်ဟာနူးညံ့သိမ်မွေးတဲ့သူဖြစ်တဲ့အတွက်နောက်ဆုံးမှာတော့ဆေးရုံမှာပဲညအိပ်ရမှာဖြစ်ပါတယ်ဒီညဆိုကြီးမှာကျွန်တော်ကာကွယ်ပေးဖို့ကျွန်တော်ရိုသေကိုင်းဆိုင်တဲ့ကဘာတဝန်းကဗုဒ္ဓရုပ်ပွားတော်များအားလုံးပိတ်ဖိတ်ကိုးကွယ်ဖို့မမေ့ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ကကန်ဆိုးနေတယ်လို့ပါပဲညနေနိုင်ရီကိုညွန်ပြနေပါတယ်ဟိုတယ်ကိုစလေရဲ့အတန်ကိုနားတော်မူဖွင့်ထားတဲ့ TV စီစဉ်ကရုတ်တရက်တိတ်ဆိတ်သွားပါတယ်ထုတ်လွှင့်ရေးဌာနကနေပျောက်ကွယ်သွားပါတယ်ကျွန်တော်ဟာချားလိုင်းကိုပြောင်းဖို့ remote ကိုကင်လိုက်ပါတယ်ဒါပေမဲ့လိုင်းပြောင်းဖို့အတွက်ခလုတ်မနေခင်မှာပဲကျွန်တော်နေထိုင်ရနေရရင်အေးစက်တဲ့လေထုထဲမှာကျွန်တော်ကျွမ်းဝင်နေတဲ့လေဘီတန်တွေဟာကျွန်တော်ရဲ့နီးနာကိုနီးကပ်လာပါတယ်ကျွန်တော်ရဲ့လက်တွေခြေထောက်တွေဟာလေအေးပေးစက်က29 degree centigrade ထိချိန်ညှိထားပြီးမြဲအေးဆက်ပြီးတော့တုံရင်နေပါတယ်ကြောက်ရွံ့မှုကြောင့်ပို့ပြီးတော့အေးဆက်သွားပါတယ်စင်ကြံလန်းကရာဘာချမ်းပြင်းပေါ်ရောတိုက်ပေါ်တိုက်နေတဲ့လေဘီတန်တွေဟာအခန်းရှိမှာရက်သွားတဲ့အခါမှာတော့ကျွန်တော်ရဲ့နှလုံးသားလှုပ်ရှားမှုရက်သက်သွားသလိုခံစားလိုက်ရပါတယ်ပထမညကလေးကကြားနေရတဲ့စီးကျင့်ကြီးတဲ့တကားခောက်တန်ကြောင့် TV remote ကိုကျမ်းမြင့်ပေါ်ဒုံကနေကျသွားအောင်မတော်တဆလုံမိပြီးတော့ဆိုဖာပေါ်မှာပဲအိပ်ပျော်နေသလိုဟန်ဆောင်ကစောင်းဆွဲဖုံးလိုက်ပါတယ်မနက်နာဝင်လာပြီးတော့အတော်ရဲ့အဖျားတွေသွေးမောက်ချင်တွေတိုင်းဖို့ကျွန်တော်ချစ်ချင်ထပြီးတော့တကားဖွက်ပေးနေကြအချိန်တွေနဲ့မတူပါဘူးကျွန်တော်ရဲ့စိတ်ထဲမှာတော့ဖျားငုံတော်ဖြစ်တဲ့အီတီပီတော်ဘဂဝါမန်နယ်ကိုမာရင်းစွာနဲ့ရွတ်ဆိုနေမိပါတယ်ဗျတကားခေါင်းတန်ကခဏရက်သွားပါတယ်ဒါဂျော်ရဲ့ဘဝမှာကြောက်စရာကောင်းဆုံးချိန်ဖြစ်မယ်ဆိုတာသိချပါတယ်တော့စာအောက်မှာလက်အုပ်ချီဆွတောင်းနေရင်ဘလောက်ကြာဒီတိုင်းလဲနေကြလဲဆိုတာကိုမသိပါဘူးမနန္ဒာဟာတခြားနေရာကိုတွားပြီးလို့ထင်နေတဲ့အထိကျွန်တော်ဆက်လဲနေခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်မားသွားခဲ့ပါတယ်မနန္ဒာကိုဟားလိုက်တဲ့အတန်းနောက်တစ်ဆက်ကနေတကားဆိုကနေဆွေချလမ်းကြောင်းတွေထဲကနေတိုက်မိပြီးတော့ဘီးတန်တွေတတ်သူတွေရက်ခတ်တန်တွေဟာအခန်းထဲကိုလဲဝင်လာတဲ့ကျွမ်းကျင်နေပြီးသားအတန်တွေဟာကျွန်တော်ရဲ့နှလုံးသားကိုခုန်ရက်သွားစေပြီးတော့အမွှေးတွေထောင်သွားစေခဲ့ပါတယ်တုံကောင်မှုတစ်ခုကခေါင်းကနေခြေပြားတိပြေးသွားပါတယ်ဆောင်းစောကလုံးဝမပိတ်ထားတဲ့လူနေတဲ့စူပါရှိမှာလေပြီးတွေရွေ့လျာနေတဲ့ပုံရက်နေတဲ့ပုံတော့မပြောပြနိုင်တော့ပါဘူးပူဆိုးတာကျွန်တော်ကိုယ်တိုင်မျက်လုံးနှလုံးနဲ့သူမရဲ့အဖြူရောဖနှက်ထိတ်တွေသူနာပြုဝတ်စုံတွေရွေ့လျာနေတဲ့ပုံတွေကျွန်တော်စီကိုရှောက်လာနေတဲ့ပုံတွေနောက်မှလိုက်ပတ်လာတဲ့အတန်တန်ကိုကျွန်တော်ကြားလိုက်ရပါတယ်ကျွန်တော်အတိအကျမမိနေတဲ့တန်ပါပဲအဲဒီဟာလော်ခဲတဲ့9ရက်လောက်ကလေးကညတိုင်းကျွန်တော်နဲ့စကားပြောနေတဲ့တက်ခံလိုက်ရတဲ့သူနာပြုမလေးမနန္ဒာရဲ့အတန်ပါပဲထူးဆန်းလိုက်တာသူမနိုးနေသေးတယ်တင်တာခုနကတော့ခုကြားတဲ့တန်ကြားလိုက်ရတယ်အဲ့ဒီစိတ်ဖြစ်စရာအမြင်တန်ဟာကျွန်တော်ကိုရည်ညွှန်းနေမှာပဲမကြခင်မှာပဲကျွန်တော်နဲ့သူမရဲ့ကြားလမ်းရန်လိုဖြစ်နေတဲ့ပါလာတဲ့ဆောင်သူမရဲ့မျက်နှာနဲ့အတူတူညစ်တင်လိုက်ပါတယ်အနီးကပ်ကနေငုတ်ကြည့်နေပါတယ်ဒါကျွန်တော်တတိလက်သွားစေပါတယ်ဘာလို့လဲဆိုတော့ငုတ်ကြည့်နေတဲ့မျက်နှာဟာကျွန်တော်နေ့တိုင်းမြင်နေကြချိုးမြိန်လှပတဲ့မျက်နှာမဟုတ်ပဲနဲ့သွေးတွေနဲ့ပြည်တွေဖုံးလွှမ်းနေတဲ့ရစ်ပေါင်းများစွာဖောင်းကားနေတဲ့အလောင်းကောင်ရဲ့မျက်နှာပုတ်တိုးနေတဲ့မျက်နှာလိုဖြစ်နေလို့ပါပဲဒါကတော့အရာအလုံးမောင်းသွားခင်မှာကျွန်တော်မမိခဲ့တဲ့နောက်ဆုံးမြင်ကွင်းပါပဲဟုတ်တယ်ကျွန်တော်ဟာဖြစ်ခဲ့တဲ့အရာတွေကြောင့်အလွန်မင်းထိမ့်လန့်သွားပြီးတော့တတိလက်သွားပါတယ်ကျွန်တော်မသိလိုက်ခင်မှာပဲကျွန်တော်အတော်ရဲ့ဆရာဝါကျွန်တော်ကိုခေါ်သွားပါတယ်စိတ်ကြောင့်သားတွေကမနေ့ခင်မှာလူနာတွေကိုလက်ပတ်ကြည့်ရှုစစ်ဆေးဖို့အဆောင်ထဲကိုရောက်လာကြပါတယ်ဒါကြောင့်ကျွန်တော်ဟာဆရာဝါကျိုးစိုးနေရင်မွေးတွေထောင်နေတဲ့ပုံစံနဲ့ပဲရှိနေခဲ့ပါတယ်ဒါကြောင့်ဆေးရုံမှာဆက်ပြီးတော့အတော့ကိုကြည့်ရှုဖို့ကျွန်တော်စစ်နေရမလားဆိုတာကိုမေးစရာမလိုတော့ပါဘူးအဲ့တော့ကြောက်စရာကောင်းတဲ့တရေကိုမြင်လိုက်တဲ့အခါမှာကျွန်တော်ဘာလို့အဲ့ဒီမှာစစ်နေရမှာလဲကျွန်တော်ဟာကျွန်တော်ကိုဝမ်းခွဲကိုကြီးနဲ့အတော့ကိုတခြားဆေးရုံပြောင်းရွှေ့တော့ဖို့စကားပြောခဲ့ပါတယ်မဟုတ်ရင်တော့နောက်ညမှာမနက်တာနဲ့စကားပြောဖို့ကျွန်တော်စစ်နေရမှာမမျော်လင့်ပါနဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်ဟာနောက်ညအတွက်ခေါ်
ခေါ်အားတွေလုံးဝမရှိတော့ဘူးပေါ့ကဲဟိတ်တကြီးရေဒီဇက်လန်ထဲမှာမနန္ဒာဟာသူမရဲ့လူနာတွေပေါ်မှာထားတဲ့တာဝေါ်လောကီလုပ်ပေါ်မှာထားတဲ့ဆန္ဒလောကမှုဒါမှမဟုတ်သူမမစောလွတ်နိုင်ခဲ့တဲ့ဘဝရဲ့အခြားသောဥပါဒဏ်တွေကြောင့်မကျွတ်လွတ်တဲ့နာနာဘဝကိုရောက်ရှိလာခဲ့တာတွေ့ရပါလိမ့်မယ်ဗျဗုဒ္ဓဘာသာရဲ့အလိုအရဥပါဒဏ်ဆိုတာချစ်ချင်းမုန်းချင်းလူချင်းချင်းတွေကြောင့်ပန်ဆန်ရအောင်ဆွဲလန်းခင်းတွဲဆုပ်ကိုင်လာခြင်းကိုဆိုလိုပါတယ်ဗျဆွဲလန်းမှုဟာသေပြီးရဲ့နောက်မှာတော့တန်ရုံးစိတ်ကြိုးကနေဥပါဒဏ်ကြိုးအဖြစ်ပြောင်းလဲသွားပြီးတော့ဝိညာဉ်ကိုလုံးမြောက်ခွင့်မပေးတော့ပါဘူးဗျာသူနာပြုတ်မှနေမနန္ဒာရဲ့ဇလက်ကကျွန်တော်တို့ဘဝမှာဘယ်အရာမဆိုတက်လျောက်ပတ်တဲ့တတိတရားနဲ့ခင်းတွဲတက်ဖို့တတိပေးလိုက်တာဖြစ်ပါတယ်ဗျဘာကြောင့်လဲဆိုတော့တစ်ချိန်မှာအဲ့ဒီချစ်ချင်းတွေဟာကျွန်တော်တို့ရဲ့ဝိညာဉ်ကိုချုံနှောင်နဲ့ကြောက်စရာခြင်းတော်ဖြစ်သွားနိုင်လို့ပါပဲဗျဝိတ္တကြီးရေအဲ့ဒီဇလန်ကနေဝိတ္တကြီးတို့ဘာတွေရသွားလဲမနန္ဒာလိုပဲဝိတ္တကြီးတို့ဟာလောကမှာဘယ်အရာတွေကိုဆွဲလန်းနေမိပြီလဲလူသားတယောက်ရဲ့ဆွဲလန်းမှုလောဘဒါမှမဟုတ်တာဝဝတ်တရားဆိုတဲ့ဥပဒဏ်ကြိုးတွေဟာသေပြီးရဲ့နောက်မှာဝိညာဉ်တကယ်ပဲချုံနှောင်ထားမယ်လို့ဝိတ္တကြီးတို့ယုံကြည်မှသလားမနန္ဒာရဲ့ဝိညာဉ်ဟာဆေးရုံမှာကြံခဲ့ရတာသူမအသက်ခံရလို့စိမ့်သိဖြစ်ရခြင်းကြောင့်လားဒါမှမဟုတ်သူမရဲ့လောကတာဝဝတ်တရားကြောင့်လားဆိုတာကိုဝိတ္တကြီးတို့သင်မြင်စချက်အတိုင်းကွန်မန့်မှာမှတ်သွားပေးခဲ့ဖို့ကျွန်တော်မေတ္တာရက်ခံပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာကြောက်စရာကောင်းတဲ့တရေဇက်လံများကိုအပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့တနင်္ဂနွေနေ့တိုင်းမှာတင်ဆက်ပေးနေတာမို့လို့ like and subscribe လုပ်ရသေးရင်လည်းလုပ်ပေးသွားပါအောင်လို့ကျွန်တော်မေတ္တာရက်ခံပါတယ်ခင်ဗျာအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ